မှာရေကုန်တဲ့စုညံခဲ့သူပြုံးတဲ့ပြုံးလေးကကလေးတစ်ယောက်နဲ့တူပြန်တယ်ညနေမှာကလေးနဲ့ရင်ထဲမှာနေရလာယူပြန်တယ်ညနေတိုင်းအိမ်ရခဲ့ငါဆိုကြီးနေတဲ့ချင်းတွေကဆွေးများနဲ့ရင်ထဲမှာဝင်းသွားတာကြောက်နေတဲ့အတွေးများနဲ့ငါရဲ့ချစ်တွေကိုလည်းလက်ခံပါမယ်လို့လဲတွေးမထားရဲ့ဧပြီ15ရက်ညနေခင်းမှာပြန်ဆုံတွေ့အသေးချမ်းပတ်ထားတဲ့စက်တလုံးနဲ့အကူဝေးအနောက်ကဆုံးအကချစ်တာပြောမထွက်တော့မင်းရဲ့ဘေးနာကကောင်းလေးကလည်းပြုံးလိုက်ရပေါ့ဧပြီ16ကမင်းသူ့ကိုဖြေပြန်ပေးခဲ့တာချစ်စကြီးပါလို့လဲငါဒီမှာဆွေးခဲ့တာအချစ်ကိုလက်မခံမငင်းရက်တယ်ရုပ်ဘာကြောင့်မဝေးရတာလဲငင်းတယ်ကိုပြောတော့ဖို့မဝင်ဘူးမင်းလှသူများတွေထက်သိပ်ကိုထူမကြည့်ရဘူးကြည့်ရဘူးယိုစာနာပါကွယ်မင်းမရှိတော့ဖြစ်ဘူးစမပြတ်ငါတကယ်ရှေ့ဆက်ခဲ့မရမတတ်ငါရဲ့အလွမ်းများနဲ့အိမ်မထဲလဲမင်းရောက်နေအပြုံးများချစ်တာမကောင်းဘူးလို့မပြောပါနဲ့ငါသစ်စာစတောင်းစုပြူပါမယ်ငါရဲ့မြစ်တာနဲ့မင်းလေးကိုချစ်တာနဲ့မင်းကပြစ်ရှာကပြစ်ပဲမသွားပါနဲ့ဆက်ဆွဲပြီးဖြတ်တောင်းလို့မဖြစ်သေးပါဒါတွေကြောင့်မက်ဆေ့ချ်ပို့ရင်းလာလွယ်လို့မင်းမရခဲ့နေ့ရက်တွေကိုမှတ်ဆဲပါကိုနေတဲ့ချင်းလေးကမင်းအကြောင်းလဲစာသားတွေခတ်ဆဲပါငါကိုညင်းတာလဲမီးမျိုးစုံပဲသိတာတယ်မင်းမရီးစားရှိတာလဲတည့်ရန်ဆောင်ပြီးငါလုံးဝလက်မလျှော့ဆက်ပြီးချစ်တာတယ်ဒီလိုပြမျိုးတွေဆက်ပြီးဖြစ်လာလဲကျူးမဆိုင်ပါထပ်ပြီးချစ်လာတယ်နောက်ပိုင်းတော့ရှက်ပြီးသိခါစဲငါပြေကတဖြည်းဖြည်းနဲ့ရှက်တကွဲဖြစ်လာတယ်ညပန်းတတိယလိုခတ်ပါတယ်ဒီဘက်အမှတ်တရနဲ့ဆက်ပါတယ်ဖုန်းနံပါတ်မြင်တာနဲ့ဖုန်းကိုမကိုင်အချိန်လဲထားလိုက်မမုန်းနေလိုက်ချိန်တွေလဲကုန်လာပြီးမင်းကိုလိုက်နေရတဲ့နီးတွေလဲစုံလာပြီးyeah ရှက်ကွဲတဲ့အဖြစ်တွေလည်းကြုံလာပြီအသက်မြဲမဲ့အချစ်တွေလည်းပြီးကြစိတ်ကိုပုံလာပြီဘာကြောင့်မချစ်လဲတော့ပြောပါမင်းနဲ့ဝေးရမှာကြောက်ကြငါချစ်တာတွေကိုလက်မခံနဲ့ညင်းရက်တယ်ဘာကြောင့်မို့ထွက်ပြေးရလဲနင်းတဲ့ရင်ချင်နာရမြန်မြန်